Hello မင်္ဂလာပါရှင်အခုဇူရို2ယောက်ကတုံးထွေးသွားစားမယ်ပေါ့နော်ခုနကတော့ TikTok မှာအဲ့ဒီဆိုင်လေးတစ်ဆိုင်ကိုတွေ့လိုက်တယ်သူကအခုဒီမေလမှာစဖွင့်တာပေါ့နော်အဲ့တော့ကွက်ရှမ်းမဆိုတော့ရှမ်းစာကိုလိုက်ရှာရယ်ကွယ်တုံးထွေးလလဆက်ဆက်တို့ရှမ်းခောက်ဆွဲတို့အဲ့ဒါလေးသွားစားမယ်နော်ကြည့်ပါဦးဒီဆိုင်လေးကအခုမှဖွင့်တာ2ပတ်ပဲရှိသေးတယ်လို့ပြောရဲပေါ့နော်ပြီးတော့နေရာက medicine လမ်းမပေါ်မှာရှိပါတယ် stop 12ထိပ်လေးမှာပေါ့နော်အရာသာလေးကစားလို့လည်းကောင်းတယ်ပြီးတော့သူကဒီမုံညင်းချင်ရှမ်းချင်လေးချပြီးရပေါ့နော်ပြီးတော့သူတို့ကထမင်းလဲစားချင်သေးရဲ့ဆိုပြီးတော့ဝက်စတူးနဲ့ပြန်ပြီးထမင်းစားကြရဲမှာငပိရည်လေးလဲပါတယ်ငပိရည်တိုးစရာလေးနဲ့ငပိရည်တိုးစရာတော်တော်ကောင်းတယ်ဝက်စတူးကလည်းနူးအင်းမွေးနေရောပဲထမင်းတစ်ပတ်ကမှထပ်ကုန်ခဲ့ပြီးတုံးလွဲတပွဲစားရတယ်ထမင်းတစ်ပတ်ကကုန်ခဲ့နေရမှာငပိရည်ငပိရည်အရင်စားက